လူအများစုကပုံမှန်စပွဲတင်အလုပ်တစ်ခုစီပြန်သွားရမှာကိုကြောက်ရွံ့ကြပါတယ်။ Eric Lam လိုမျိုး full-time indie hacker တူကတော့ဒီအိမ်မက်ဆိုးကိုရှောင်ရှားနိုင်ခဲ့ပါတယ်။သူ့ရဲ့လုပ်ငန်းပေါင်းများစွာကိုအချိန်အနည်းငယ်သာပေးရပြီးလေပတ်နေပုံကိုကြည့်ရင်လွတ်လပ်မှုကိုရှာဖွေနေသူတွေအတွက်ဒီဗီဒီယိုကအထောက်အကူဖြစ်ပါလိမ့်မယ်။ Eric ရဲ့ခရီးကမထင်မှတ်ပဲစတင်ခဲ့ပါတယ်။သူဟာနာမည်ကြီး TV show တစ်ခုအတွက်ဂီတရေးဆက်ရင်6နှစ်ကြာ royalty များရရှိခဲ့ပါတယ်။ဒါပေမဲ့ royalty တွေလျော့နီးလာတဲ့အခါသူဟာကုမ္ပဏီကြီးတစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်။ချက်ချင်းပဲသူဟာစင်းရဲတယ်လို့ခံစားရပြီးစိတ်ကူးသစ်တွေရှာဖွေပါတော့တယ်။သူ့ရဲ့ပထမဆုံးစိတ်ကူးကတော့ YouTube channel တစ်ခုပါပဲ။အဲ့ဒီမှာတချင်းရေးဆရာတွေကတင်တန်းတွေပို့ချပေးပြီးနောက်ပိုင်းမှာ Fender လိုကုန်ပစ္စည်းကုမ္ပဏီတွေကနေစပွန်ဆာရှာဖွေဖို့ရည်ရွယ်ခဲ့ပါတယ်။ကုမ္ပဏီရဲ့ CEO ကဒီစိတ်ကူးကိုရန်ပုံငွေထောက်ပံ့ပေးခဲ့ပြီး Eric ကို entrepreneur အဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့ကုမ္ပဏီတွင်းနိုင်ငံရေးတွေကြောင့်သူတို့ရဲ့စိတ်ကူးကထိရောက်တဲ့အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။နှစ်အနည်းငယ်ကြာတော့ကမ္ဘာကပ်ရောဂါဖြစ်ပွားခဲ့ပါတယ်။ Eric ဟာသူ့ရဲ့အားလက်ချိန်အများစုကိုကုတ်ဒိန်းနဲ့ SEO သင်ယူခြင်းမှာမြှုပ်နှံခဲ့ပါတယ်။ဒီဗဟုသုတအသစ်တွေနဲ့သူဟာ venture capital မှာအလုပ်ဝင်ခဲ့ပြီးနောက်ပိုင်းမှာ startup တစ်ခုရဲ့ head of strategy ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့အလုပ်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်တော့ Eric ဟာ vocalpresets.com ကို12လအတွင်းတည်ဆောက်ပြီးရောင်းချခဲ့ပါတယ်။ရောင်းတဲ့အချိန်မှာဒီလုပ်ငန်းကတစ်လဒေါ်လာ $2.5 ဝင်ငွေရှိနေခဲ့ပါတယ်။ဒါပေမဲ့သူဘာလို့ရောင်းခဲ့ရလဲဆိုတော့သုံးစွဲသူတွေရဲ့ credit card ခိုးယူမှုတွေနဲ့ chargebacks တွေကြောင့်ခေါင်းကိုက်ခဲ့ရလို့ပါပဲ။ Eric မှာ Sleepy Sound လိုမျိုးအခြားလုပ်ငန်းတွေလည်းရှိပါသေးတယ်။ Sleepy Sound ကတစ်လဒေါ်လာ $32,000 ဝင်ငွေရှိပေမဲ့ဖြန့်ဖြူးသူနဲ့အငင်းပွားနေရပါတယ်။သူ့ရဲ့ Exploring Ideas သတင်းလွှာကတော့တစ်လဒေါ်လာ $1,000 ဝင်ငွေရခဲ့ပြီးအခု B2B ဝန်ဆောင်မှုတွေအတွက်ပြောင်းလဲနေပါတယ်။ Eric မှာ 18,000 သော subscriber များရှိပြီးReddit ကနေတိုးတက်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါရီအားလုံးကိုဘလို့အချိန်ပေးပြီးလုပ်နေတာလဲဆိုတာသိချင်စရာပါပဲ။ Eric ကသူ့လုပ်ငန်းတွေကအချိန်အများကြီးမယူဘူးလို့ရှင်းပြပါတယ်။သူကလုပ်ငန်းထဲမှာဝင်ရောက်လုပ်ကိုင်နေတာမဟုတ်ဘဲလုပ်ငန်းအပေါ်မှာအလုပ်လုပ်တာဖြစ်ပါတယ်။ဥပမာ vocalpresets.com ဟာ software preset site တစ်ခုဖြစ်ပြီးအစကတည်းကအလုပ်တွေပြီးစီးနေတာကြောင့် Eric ကတပတ်ကူ9နာရီလောက်ပဲဈေးကွက်ရှာဖွေရေးကိုအာရုံစိုက်ရပါတယ်။ဒီလိုနည်းနဲ့ပဲသူ့လုပ်ငန်းအများစုကိုတည်ဆောက်ထားပါတယ်။ Eric ရဲ့လုပ်ငန်းတွေဟာဘာကြောင့်ဒီလောက်ကွဲပြားနေရတာလဲဆိုတော့သူက optionality ကိုလိုချင်လို့ပါ။လုပ်ငန်းတစ်ခုပြိုလဲသွားရင်တုံညအထိရောက်မသွားအောင်တခြားရွေးချယ်စရာတွေလိုအပ်တယ်လို့သူခံစားရပါတယ်။ဒီလိုစဉ်းစားမပြတ်စမ်းသပ်မှုတွေကလိုအပ်ရင်လမ်းကြောင်းပြောင်းဖို့ဒါမှမဟုတ်တခြားတစ်ခုခုလုပ်ဖို့အသင့်ဖြစ်နေစေပါတယ်။သူ့ရဲ့စိတ်ကူးစမ်းသပ်နည်းဗျူဟာကရိုးရှင်းပါတယ်။ဝယ်လိုအားများပြီးထောက်ပံ့မှုနည်းတဲ့ keyword အတွက် site ကိုအကောင်းဆုံးဖြစ်အောင်ပြုလုပ်ပါတယ်။ AI ကိုသုံးပြီးပညာပေးဆောင်းပါး40ပုဒ်ရေးသားပြီးနောက်2လအတွင်း do follow link 5ခုသို့မဟုတ်ထို့ထက်ပိုရအောင်လုပ်ဆောင်ပါတယ်။ဒီလိုလုပ်ပြီး2လကြာရင် organic clicks ရမရစောင့်ကြည့်ပြီးအခွင့်အရေးရှိမရှိဆုံးဖြတ်ပါတယ်။ Eric ဟာသူ့ရဲ့ဝင်ငွေမတူညီအောင်ခွဲထားပေမဲ့လည်းဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်ပါတယ်။ဒါဟာမတည်ငြိမ်မှုတွေကိုခံနိုင်ရရှိအောင်လှုပ်ဆောင်တာဖြစ်ပါတယ်။အတိတ်ကငွေကြီးအခက်အခဲတွေကြောင့်သူ့မှာအမြဲစိုးရိမ်စိတ်ရှိနေစေပါ။ဒီစိုးရိမ်စိတ်တွေကပဲသူ့ကိုအမြဲသင်ယူနေစေပြီးကိုယ်တိုင်သင်ယူတတ်တဲ့စွမ်းရည်ကိုတိုးတက်စေခဲ့တာဖြစ်ပါတယ်။သူကဘလို့အရာကိုမဆို YouTube ကနေစတင်လေ့လာပြီးလိုအပ်ရင်ပိတ် content တွေဝယ်ယူလေ့လာပါတယ်။ Eric ရဲ့အဓိကကျွမ်းကျင်မှုကတော့အစစ်မြင့်စဉ်းစားတွေးခေါ်မှုလို့သူပြောပါတယ်။ဒါကရည်မှန်းချက်တစ်ခုအတွက် marketing, sales, design စတဲ့အစိပ်ပိုင်းအားလုံးဘလို့ပေါင်းဆက်အလုပ်လုပ်တယ်ဆိုတာကိုမြင်နိုင်ခြင်းဖြစ်ပါတယ်။သူ့ရဲ့အကြံပြုချက်ကတော့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ငွေကြီးမရှိဘဲစတင်လို့ရတယ်ဆိုတာပါပဲ။အခမဲ့ free trial တွေ cold call တွေ cold email တွေကနေစတင်နိုင်တယ်လို့သူပြောပါတယ်။ Eric ရဲ့စိတ်ဓာတ်နဲ့ချင်းကပ်ပုံကလုပ်ငန်းကိုကိုယ်တိုင်လုပ်ကင်နေခြင်းထက်လုပ်ငန်းအပေါ်အလုပ်လုပ်ခြင်းရဲ့စွမ်းအားကိုပြသနေပါတယ်။သူ့ရဲ့လမ်းညွှန်မှုတွေကရင်းမြစ်တွေကိုအကောင်းဆုံးအသုံးချပြီးစီးပွားရေးလောကရဲ့မတည်ငြိမ်မှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုသူတွေအတွက်တန်ဖိုးရှိပါတယ်။နောက်တစ်ချိန်မှာအခုလိုမျိုးထူးခြားတဲ့စိတ်ဓာတ်နဲ့စီးပွားရေးလုပ်ငန်းတွေဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းဗျူဟာတွေကိုဆက်လက်လေ့လာဖို့ရှိပါသေးတယ်